မယ်ဗျာဆဲဖို့အကွက်ဝင်ခဲ့ရင်ဒီလိုလေးဝိုင်းလို့အားချောင်းကြီးအားရိုင်းပြီးဘလူပြန်နေအောင်သူတို့လောက်ကြပြီချင်းလိုက်တဲ့ profile အမဲလူတစ်ဖက်လောက်သာခံသည်အရင်လူပုံမှန်ပြန်ကနေကြီးဒုံရင်းမဲဖြစ်မည်ပြောပြရင်သူတို့ကလေတကယ်လက်မခံသည်လှုပ်တဲ့အခါစောက်တလွဲလှုပ်သည်ပြောပြရသည်တော့ပြူဒီသချင်းကိုရေးဖွဲ့ကအမုန်းခံလိုက်တော့နေကြိတ်လို့ခံပါဟုတ်လို့နာတာအဲ့ဒါအမှန်တရားပါအချောင်မရပါဘူးတော်လန်ရေးခရီးမှာမင်းလဲဝိုင်းပါမိမိကိုယ်တိုင်လွတ်မြောက်ခြင်းရင်ကြာရဝေထမ်းကွာငါတို့လွေဦးအောင်ပွဲများဟာအားလုံးတွက်ပါတို့မြန်သည်အေးချမ်းကြဖို့စစ်အမိုက်တို့အမြန်ကင်းစင်ဝိုင်းဝန်းကြိုးစားကူကြမှာတို့ပြည်ဦးလွတ်မြောက်ကြဖို့စစ်အမိုက်တို့အမြန်ကင်းစင်အားလုံးကြိုးစားရင်မုတ်ချပြည်တော်ဝင်အေးချမ်းသာယာခြင်းရင်ကျင်းစိုးကို